ဒီရပိုင်းရာသီဥတုလေးကမိုးလေးအေးပြီးတော့ခောက်ဆွဲပြုတ်ကလည်းစားကျင်နေတော့အခုလိုမျိုးလေးပြုတ်စားဖြစ်ပါတယ်ခောက်ဆွဲကိုတော့ OMG ကထုတ်တဲ့ရှူရှဲမီတာပစွန်တုံမြန်းချစ်ဆက်လေးကိုအသုံးပြုထားပါတယ်အခုလိုမျိုးပါကင်ထုတ်ကြီးတစ်ထုံမှာ9ထုပ်ပါဝင်ပါတယ်ရှင်ရုံးကတော့အဲ့ဒီပစွန်တုံမြန်းရတာလေးကိုတအားကြိုက်လို့ဒီနေ့3ထုပ်တောင်စားမိသွားတယ်မန္တပိုင်းတစ်ဖြတ်ကိုတော့အခုလိုမျိုးပင်လယ်စာလေးတွေနဲ့ပြုတ်စားမှာပဲဖြစ်ပါတယ်အပြင်မှာဟော့ပေါ်သွားစားလို့ရှိရင်အခုလိုမျိုးပင်လယ်စာရဲ့အများကြီးနဲ့ဆိုရင်ဈေးတော်တော်ကြီးမှာမိုးကလည်းရွာတော့အပြစ်မထွက်ချင်တာနဲ့အိမ်မှာ OMG ခောက်ဆွဲလေးနဲ့ပဲဟော့ပေါ်ပုံစံလေးလုပ်စားမှာပါပထမဦးဆုံးခောက်ဆွဲထဲမှာပါတဲ့အနှစ်လေးတွေအမှုံလေးတွေရောပြီးတော့ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ဆေးကြောတန်းစင်ထားတဲ့ကင်းမွန်နေပစွန်နေပြကြီးငါးတွေအားလေးပါထည့်ပါမယ်ဒီနေ့ကတော့ရှယ်ပလန်နဲ့အပီဆွဲမှာပဲဖြစ်ပါတယ်ရုံးကတော့ခနန်းအရန်ကြိုက်လို့ခနန်းလေးပါထည့်ပြီးတော့ပြုတ်စားမှာပါခနန်းကလည်းအမဆိုတော့ဥအပြေနဲ့တအားလက်ဆက်တယ်ရုံးကတော့အခုလိုမျိုးအသားတွေကိုအရင်ထည့်ပြီးတော့ပြုတ်လိုက်ပါတယ်အဲ့ဒါနဲ့ဟင်းရည်လေးကိုပို့ပြီးတောက်လို့ကောင်းလို့ကြက်ဥနှလုံးလေးဖောက်ပြီးတော့မှွေပြီးတော့ထည့်ပေးလိုက်ပါတယ်အခုလိုမျိုးအစားတောက်တွေဆိုလို့ရှိရင်တော့မကောင်းကောင်းအောင်တော့လှုပ်စားတတ်ပါတယ်ဟင်းရည်လေးပေါ့သွားပြီဆိုတော့မှခောက်ဆွဲလေးထည့်ပါမယ်ရုံးကတော့မနက်ပိုင်းတစ်ဖြတ်ကိုခောက်ဆွဲလေး2ထုပ်ပြုတ်စားလိုက်ပါတယ်အိမ်မှာဟော့ပေါ့ကိုယ်တိုင်ပြုတ်နေရတယ်လို့ခံစားရတယ်ဆလမွန်လေးလည်းဝယ်ထားတာပေါ့နော်ခောက်ဆွဲနဲ့ရောပြီးပြုတ်စားမယ်ဆိုပြီးတော့မေ့ပြီးတော့မထည့်လိုက်မိရာသီဥတုကလည်းမိုးအေးအေးလေးနဲ့ OMG ခောက်ဆွဲပြုတ်လေးနဲ့အိုးအရန်လိုက်ဖက်အခုလိုမျိုးခောက်ဆွဲလေးတွေနူလာပြီဆိုလို့ရှိရင်ရုံးကစင်ကြောတန့်စင်ထားတဲ့မုံညင်းရွက်လေးနဲ့အမှုလေးကိုထည့်မှာပဲဖြစ်ပါတယ်။တခြားအရွက်တွေထပ်စားလို့ရှိရင်မုံညင်းကိုတော့တော်တော်လေးကိုသဘောကျတယ်။ပြီးရင်အမှုလေးတွေပါထည့်လိုက်ပါတယ်။အမှုလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းအပွားနေထပ်ပြီးတော့ကြက်ဥလေးနှလုံးကိုဖောက်ထည့်လိုက်ပါတယ်။နောက်ဆုံးမှာတော့ OMG တုံရမ်းခောက်ဆွဲထုပ်ထဲမှာပါတယ်။နေသီးအချောက်ထုပ်ကလေးကိုထည့်လိုက်တာပဲဖြစ်ပါတယ်။အခုဆိုရင်တော့အရန်အောင်မှာအရသာတွေပြည့်စုံနေတဲ့ခောက်ဆွဲပြုတ်လေးတစ်ပွဲရပါပြီ။အားလုံးကြွေးပါတယ်စားကြပါအောင်။ရုံးဆိုလို့ရှိရင်လေစားနေနေအစမပြတ်စားခြင်းနဲ့စိတ်နဲ့ဖြစ်တဲ့အဲ့လိုဗီဒီယိုအတစ်ပြန်ဆက်တဲ့အခါမှာလေထားပြုတ်စားခြင်းနဲ့စိတ်ကိုမနေထိန်းထားပြီးအလုပ်လုပ်ရရပေါ့နော် OMG က creamy ပစွန်ချင်ဆက်အရသာလေးอ่ะခင်းရည်လေးကလေအဲ့လိုမျိုးဒီ creamy အရသာစိမ့်လေးပစွန်ချင်ဆက်အရသာမှုမွှေးလေးကိုလည်းခံစားရတယ်။ရုံနောက်ဆုံးမှထည့်လိုက်တယ်သူ့ရဲ့ငရုတ်သီးအချောက်ကလေးတွေကတော်တော်ဆက်တာသိလား။ပြောရမလဲဆိုလို့ရှိရင်ပစွန်ချင်ဆက်အရသာလေးကိုမှစိမ့်လေးနဲ့အရန်စားကောင်းတယ်။ပြီးတော့သူ့ရဲ့ခောက်ဆွဲသားလေးကလေနူးနူးညံ့ညံ့လေးနဲ့ရှော့ရှော့ရှူရှူရဲ့ပါဇက်ထဲကိုဝင်သွား။ရုံအမေဆိုလို့ရှိရင်ခောက်ဆွဲပြုတ်ကိုတောင်းမကြိုက်တဲ့သူတော်မှဒီနေ့အဲ့ OMG ခောက်ဆွဲလေးကိုကြွေးလိုက်တာလေခောက်ဆွဲသားလေးကကောင်းနေတဲ့နူးနူးညံ့ညံ့လေးနဲ့ကြိုက်တယ်သူတော်အမှတ်ပြပေးလိုက်။အခါတလေကြားလို့ရှိရင်ရုံကတော့ကိုကွန်ပျူတာအနေနဲ့ပေါ့နော်အဲ့လိုအစားကောင်းတောက်ကောင်းလေးတွေကိုလှုပ်ကြွေးလိုက်ပါတယ်။ဒီကလည်းဂျွတ်လေးနဲ့အိုးထိမိနေရောပဲ။မိုးလေးကလည်းရွာခောက်ဆွဲပြုတ်လေးကပူချင်းဆက်အစိမ့်ရတာလေးနဲ့ဒီနေ့ကတော့အာကားပါဆက်လူဖိရကျိုသိမ့်နှက်ဒီနေ့ပြုတ်တဲ့ထဲမှာရုံကဆက်လမွန်ထည့်မယ်ဆိုပြီးတော့ဆက်လမွန်မေ့ကြံခဲ့တာစားနေမှတတိယအားနဲ့ရပါတယ်လို့ဘာမှမဖြစ်လို့ငါဒီနေ့မနေ့လဲစားဘူးပေါ့နော်ခောက်ဆွဲလေးစားလိုက်မယ်ညကြမှလေးဆက်လမွန်နဲ့ထည့်ပြီးရုံထပ်ပြုတ်စားသေးရတော့ပစွန်လေးလဲစားပါမယ်ရှင်ပစွန်တော့အစတွေကအခွန်ချွတ်ပြီးတော့စိမ့်ကြောတန့်စင်ထားတာဆိုတော့ပစွန်လေးကတော့အဲ့လိုကွေးလေးဖြစ်နေတာပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးလေးပြုတ်စားမှာပဲပစွန်ကလည်းစားကောင်းတာသူ့ထဲကိုရတာလေးတွေကစိတ်ဝင်ပြီးတော့လေတကယ်အဲ့တုံရမ်းကလေပင်လယ်စာနဲ့တော်တော်လိုက်တာပါတော့သူ့ရဲ့အရင်အရသာလေးကိုလည်းရုံတော်တော်လေးကြိုက်တယ်အဲ့လိုမျိုးစိမ့်နဲ့အရသာလေးကိုအရင်ခံစားရပြီးတော့မှအဲ့လိုချင်ဆက်အရသာလေးကနောက်မှလာတာမိုက်တယ်ပြီးတော့ခောက်ဆွဲသားလေးကိုနူးနူးညံ့ညံ့လေးကိုမှကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင် OMG ခောက်ဆွဲကအသင့်တော်ဆုံးပဲရုံကတော့ဒီရပိုင်းအစားတွေအရန်စားမိနေပါတယ်ပစွန်ကောင်းလေးလည်းကိုက်လိုက်ပါအောင်မယ်ပစွန်ကလည်းလေလက်ဆက်တယ်ခဏကလည်းလက်ဆက်တယ်ဒီနေ့ကတော့ကိုအစားအသောက်လေးနဲ့ချစ်ခင်မှုတွေကိုဖော်ပြလိုက်ပါတယ်ဒါဆိုလို့ရှိရင်ရုံဘလော့လေးကိုအစဆုံးကြည့်ပြီးရတဲ့အတွက်ကျေးဇူးပါ